ခေါနာကအနုလောဘဉာဏ်တွေကဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ကျိုးကြီးကိုကင်ထားတယ်ဆိုတော့သင်္ခါရအာယုံပေါ်မှာပဲအာယုံကတခြားအောင်လုံးသင်္ခါရအာယုံနဲ့ပဲနေလာတဲ့စိတ်ဟာဟိုဘက်ကိုခုန်ကူးခြင်းပြီးဟိုဘက်ကိုမြင်းနေပြီးခုန်ကူးခြင်းပြီးဆိုတဲ့အခါအဲ့ဒီကျိုးစားကိုဆွဲပြီးတော့တွဲလဲခုန်ပြီးခုန်ကူးလိုက်တာဟိုဘက်ကမ်းပေါ်မှာခြေတော်လေးချပြီးတော့ကျိုးကိုလွှတ်လိုက်တယ်ကျိုးကိုလွှတ်လိုက်တယ်ဆိုတာသင်္ခါရအာယုံကိုစိတ်ကမတွေ့တော့ဘူးလွှတ်လိုက်တယ်သင်္ခါရအာယုံမဟုတ်တော့ဘူးသင်္ခါရမရှိတဲ့အာယုံအဲ့ဒီအာယုံကဘာတော့ဆိုတော့နိဗ္ဗာန်ပဲဒီလိုဆိုလို့အကယ်၍သာသင်္ခါရအာယုံပေါ်မှာဆက်ပြီးတော့မြဲနေမယ်ဆိုလို့ရှိရင်ထိုနည်း၎င်းဆိုတဲ့အတိုင်းပဲနေမှာပဲเนาะဒီဘက်ပဲဆက်ဖြစ်နေမှာသင်္ခါရအာယုံကိုလွတ်လိုက်ဒါကြောင့်မို့သင်္ခါရအာယုံတွေကိုချုပ်ငြိမ်းသွားတာသင်္ခါရတွေမရှိတဲ့အာယုံသင်္ခါရကင်းတဲ့အာယုံသင်္ခါရတွေစိတ်သုံးသွားတဲ့အာယုံကိုအာယုံပြုတ်ပြီးတော့သောတာပတိမက်ဆေ့လေးပေါ်လိုက်တာတဲ့ကြိုင်နဲ့ဟောတန်လျာနဲ့အမြင်မှားဖို့ဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စကွာသွားတယ်။ကြံတဲ့ကိလေသာတွေလည်းအားနည်းသွားတယ်။အဲ့ဒီအနေဝိပဿနာဉာဏ်ကိုတိုးမြင့်လိုက်တဲ့အခါကျတော့တခါတခါမိမဲ့ဆိုတာပေါ်လာတယ်။နောက်တစ်ခါတိုးမြင့်ပြီးတော့ထပ်ကျင့်လိုက်တဲ့အခါကျင့်တာဒီတိုင်းပဲဒီလမ်းစဉ်ကပဲထပ်မြင့်တာသူကအည်သွေးထပ်မြင့်တာတစ်ခါနဲ့တစ်ခါမတူဘူး။တစ်ချိန်နဲ့တစ်ချိန်မတူဘူး။ physical exercise လုပ်တယ်လို့ပဲ mental exercise ကလည်းတစ်ချိန်နဲ့တစ်ချိန်မတူဘူးတိုးမြင့်လာတော့အည်သွေးမြင့်လာတဲ့အခါကျတော့အနာဂါမိမဲ့ပေါ်လာမဲ့အချိန်ပိုင်းဝိပဿနာရောက်တဲ့အခါကျတော့ကာမရာဂတို့ဖြာပါဒတို့ဆိုတာဒီလုံးဝရှင်းသွားတယ်။နိဗ္ဗာန်ကိုမြင်လိုက်။နောက်တတိယစတုထအချိန်ဝိပဿနာဉာဏ်တိုးမြင့်ပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်လိုက်တဲ့အခါကျတော့အဆင့်အမြင့်ဆုံးဖြစ်တဲ့ message ဆိုတာအရဟတ message ဆိုတာပေါ်လာပြီးတော့ကိလေသာတွေအားလုံးကုန်သွားတယ်။အဲ့ဒီအချိန်မှာအဲ့ဒီနိဗ္ဗာန်ကကြည်မဲ့လေးချိန်နဲ့ရှင်းပြရတယ်လို့ဒီလိုဆုံးလို့လည်းပေါ့မဲ့လေးချိန်နဲ့ရှင်းပြလိုက်တာရှင်းပြလိုက်တော့ကံပေါ်ရောက်ရှင်းလေးမှာလူကယုတ်တရက်တော့ငြိမ်ရပ်တော့ရရခုံပြီးလိုက်တဲ့အချိန်မှာကံပေါ်ရောက်ရင်နည်းနည်းတော့ရိမ့်ထိုးသွားမှာပေါ့ခန္ဓာကိုယ်ရိမ့်ထိုးသွားပြီလားနောက်ကိုထိတ်နိုင်သွားတဲ့အချိန်ဟောဖို့စိတ်ဖြစ်သွားတဲ့အချိန်ရောက်အဲ့ဒီလိုနိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကံပေါ်မှာတည်သွားတယ်လို့ဒီလိုဆုံးလို့လားအဲ့တော့သူကအဲ့ဒီကံပေါ်နေငါဘယ်လိုကူးခဲ့တာဆိုတာရောသူမသိဘူးလားအဲ့ဒါသိတယ်လို့ပဲသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ကငါဘယ်လိုနည်းနဲ့ဒီဘက်ကိုရောက်လာတယ်လဲဆိုတာသိတာပေါ့သောတာပန်ဖြစ်ရင်သောတာပန်ကိုယ့်ဘဝကိုသိတာပေါ့ဒီလိုကူးလာတယ်ဆိုတာသိတယ်တဂရကဖြစ်ရင်လည်းတဂရကိုယ့်ဘဝကိုသိတယ်အနာဂတ်ဖြစ်ရင်လည်းအနာဂတ်ကိုယ့်ဘဝကိုသိတယ်ဒီလိုကူးလာတယ်ဆိုတာသိတယ်အဲ့တော့ဒါနိဗ္ဗာန်ကိုဘယ်လိုမျက်မှောက်ပြုလဲဆိုတဲ့အသင်္တရံကိုစာပေကျမ်းကမှာရေးထားတဲ့ပုံစံကိုပြောပြတာနော်ကိုယ်တိုင်သိဖို့ကြတော့ကိုယ်တိုင်ကျင့်မှဒီလမ်းစဉ်အတိုင်းဒါရောက်ဖူးတဲ့ပုံကိုယ်တွေကပြောထားတဲ့မြတ်စွာဘုရားဟောထားတဲ့တရားတော်အတိုင်းအင်္ဂုတ္တပါဠိတော်မှာလည်းမြတ်စွာဘုရားစံတရားကနေပြီးတော့ဆိုပါတော့စံတရားအထုတ်လို့ပထမဇန်ရတယ်ပထမဇန်ကထပြီးပထမဇန်နဲ့ပါတဲ့ဝိတ္တဝိသရာစတဲ့တရားတွေကိုရှုမှတ်ရင်ထို့မမြဲတဲ့သဘောတွေကိုမြင်ပြီးနောက်ဆုံးမှမမြဲတဲ့သဘောတွေမြင်လို့အရှင်ရလာတဲ့အခါကျတော့အစဉ်ထာဝရအင်းကြီးနဲ့နိဗ္ဗာန်ဓာတ်ကိုတွေ့သွားတယ်တွေ့သွားတဲ့အချိန်မှာမမြဲတဲ့သဘောတွေဆိုတာကိုမကြည့်တော့ဘူးလွတ်လိုက်ပြီခုနကကြိုးစားကိုလွတ်လိုက်တယ်လို့ပဲနော်သင်္ခါရအာယုန်တွေကိုလွတ်လိုက်အနိစ္စဒုက္ခအနတ္တဆိုတဲ့ဒီအာယုန်တွေကိုလွတ်လိုက်ပြီးတော့နိဗ္ဗာန်ဆိုတဲ့အာယုန်ကိုမျက်မှောက်ပြုလိုက်တယ်ပြုလိုက်နိုင်တယ်အဲ့ဒါဟာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာအဲ့ဒီလိုနိဗ္ဗာန်ကိုမျက်မှောက်ပြုတာတခြားနည်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရဘူးတဲ့မဲ့ညာဖွညာနဲ့ပဲနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါကြောင့်ဘုရားဘာသာဝင်သူတော်စင်တို့အလုံးလုံးလားတဲ့နိဗ္ဗာန်ချမ်းသာဆိုတာအဲ့ဒီလိုနည်းနဲ့မျက်မှောက်ပြုလိုက်လို့ရသွားတဲ့နိဗ္ဗာန်ချမ်းသာမှာနိဗ္ဗာန်ချမ်းသာကိုအပြည့်အဝမျက်မှောက်ပြုပြီးအရဟတမေရတ္ထုနဲ့မျက်မှောက်ပြုနိုင်လို့ရှိရင်ကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်နိုင်တဲ့စိတ်ရဲ့အပူပင်အကြောင်းအရာဖြစ်တဲ့ကိလေသာတွေဆိုတာလုံးဝမရှိတော့ကိလေသာမရှိတဲ့အတွက်ကြောင့်နောက်ထပ်ပူစရာမရှိတော့အတွင်းကရှင်းသွားပြီအပြင်ကအရာတွေကိုလည်းအကုန်ရှင်းကြီးမြင်နေပြီမြင်နေသည့်အတွက်ကြောင့်အတွင်းရှင်းနေသည့်အတွက်ကြောင့်လောဘဒေါသမောဟဆိုတဲ့အပူတွေမလာဘူးထာဝရငြိမ်းချမ်းသွားပြီ
အဲ့တော့ငြိမ်းချမ်းသွားပြီဆိုရင်လောကရန်တရားတွေနဲ့ဘယ်လိုထိတုံလုံးတော့မှာမဟုတ်ဘူးအာတောကံဖုဒ္ဓတာလောကဓာမိစိတ်တန်ယတနာကမတိအတွင်းစိတ်ဟာတုံလုံးမှုမရှိတော့အတွင်းစိတ်ကတုံလုံးနေတာဘယ်လိုကြောင့်တုံလုံးတာလို့ဆိုလောဘဒေါသမောဟကြောင့်တုံလုံးတာနော်လောဘဒေါသမောဟမရှိတဲ့အတွက်ကြောင့်တုံလုံးမှုမရှိဘူးမရှိတဲ့အတွက်ကြောင့်အာတောကစိုးရိမ်တယ်တို့ပူပန်တယ်တို့ဆိုမရှိတော့ဝိရဇာစိတ်ထဲမှာအငြိအကျေးတွေဆိုတာမရှိတော့ခေမစိတ်ဟာတကယ်ကိုငြိမ်းချမ်းသွားတယ်အတောကဝိရဇံခေမအေတံမင်္ဂလာဘုဒ္ဓမှာဒါမှတကယ်မင်္ဂလာအစစ်ဖြစ်သွားပြီလို့ဒီလိုပြောတာနော်မင်္ဂလာမှာနိဗ္ဗာန်အတိအသစ္စည်းကရိယာစအေတံမင်္ဂလာဘုဒ္ဓမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ဆိုတာအဲ့ဒီနိဗ္ဗာန်ကိုမျက်မှောက်ပြုလိုက်ပြီဆိုလို့ရှိရင်ကိလေသာဘူးတွေအကုန်လုံးငြိမ်းသွားပြီးတော့ခန္ဓာကိုယ်မှာထာဝရငြိမ်းချမ်းတဲ့အေးချမ်းတဲ့နိဗ္ဗာန်ဆိုတဲ့ချမ်းသာဒုက္ခကိုတွေ့ရှိခံစားရမှာဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့ချမ်းသာလို့ပြောပြီးမဲ့လို့ကောင်းကောင်းအာယုန်တွေခံစားရတဲ့ချမ်းသာမျိုးနဲ့မတူဘူးတဲ့ကောင်းကောင်းအာယုန်ချမ်းသာခံစားရတဲ့ခံစားမှုဟာတည်ငြိမ်မှုမရှိဘူးတဲ့အဲ့တော့အနုပါရိသေတနိဗ္ဗာန်လို့ဆိုတဲ့အခါကျတော့ခုနယုံနာခန္ဓာတွေဘာမှမရှိတော့တဲ့ငြိမ့်သွားတဲ့အငြိမ့်တအဲ့ဒီနိဗ္ဗာန်ချမ်းသာတယ်ဆိုတာခံစားမှုမရှိလို့ချမ်းသာတာတဲ့နော်တခါတော့ရှင်သာရိပုတ္တရာတရားဟောတယ်ငါရှင်တို့နိဗ္ဗာန်ဆိုတာအလွန်ချမ်းသာတယ်အလွန်ချမ်းသာတယ်နဲ့ပြောတဲ့အခါကျတော့ဥရယိမထေရကအရှင်ဘုရားနိဗ္ဗာန်မှာခံစားမှုဝေဒနာမရှိဘူးမဟုတ်လားတဲ့ဘယ်လိုလုပ်ချမ်းသာမှာတော့သူကဝေဒနာနဲ့ခံစားတာကိုသာချမ်းသာလို့သိတာကိုအဲ့တော့ရှင်သာရိပုတ္တရာပြန်ဖြေတဲ့စကားလေးကအဲ့ဒီဝေဒနာမရှိတာဒီပဲနဲ့ချမ်းသာတာပေါ့တဲ့ချမ်းသာတယ်ဆိုတာအဲ့ဒါမရှိတာကချမ်းသာတာဒါကြောင့်မို့လို့တရားချက်ခဲ့သူတော်စင်ပြိဿတို့ဒီနိဗ္ဗာန်ရဲ့ခွန်ကြီးတွေနိဗ္ဗာန်ရဲ့အနေအထားတွေကိုမှန်းဆပြီးတော့ပထမအနုမောရလို့ခေါ်တယ်စာပေမှာလာတဲ့အနုဘောရလို့ဆိုတဲ့မှန်းဆပြီးတော့သိတဲ့အတိညာအဲ့ဒီအနုဘောရညာကနေပြီးတော့နောက်ပဋိဝေဒဆိုရင်ကိုယ်တိုင်ထိုးရင်းပြီးတော့သိနိုင်တဲ့အတိညာမျိုးရအောင်ကိုယ်စီကိုယ်ငှအချင်းချံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှင်ကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှင်ကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဟောလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရာသီသဗေတံပဝါယံတုတုကန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းဖို့အမေတ္တာတဟုရောင်ပြူပါဝင်ငွေလာမဲနှင့်ရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗေတံကျွမဲဩသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်သည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟူသောရိပ်အိုင်ကြီးအတွင်၌ဒုက္ခပင်လာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဇာပန်တို့သည်ဟုံလန္တဝန္တာရွှေမြူဝမုံနူလျက်ကြည်နူဝဲကြုံဖူးပွင့်ကြဟောသည်ဖြစ်၍ဒုက္ခရကလေအောင်လေးတဲ့ရောရှက်သင်ပြန်ပီတိတိဟုသောယနံတို့သည်ဘဝရာတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း